每天北阳你来说，你得有比四川成都的一个小镇里面，然后吧，你别个面手顺了，没那摆的顺，把啥家的时候包死一个，没有，包死一个雷龙麻辣，并大概酸辣粉，一般成都别个是面手啊的，麻辣的是的，也啥家吧呢？如果三七别呢？မှကြည့်ဒါသူတို့ဘက်ကစိုက်ဒါမြို့အကြီးထဲမှာပြီးတော့မြို့အသေးပြန်ရှိတာပေါ့နော်မိတ်ဆွေရောက်ခဲ့တာရက်ပိုင်းတော့ရှိတယ်ဒါပေမဲ့ဒီဘက်မှာကပူပြန်မရှိလို့လေအဲ့ဒါဒီကိစ္စလုပ်နေတယ်ရက်ကြာတော့ဟုတ်တော့ဘာလို့မလဲ没感人这你可以选那种肉的这ပလင်းမဟုတ်တော့ဘူး။တရားတက်တာ။ပေးရတဲ့ပို့ဆိုရင်စိုက်ကားဆိုပြီးတော့ထောင်းတယ်။ ABC ဆိုရင်ထောင်းတယ်။အဲဆယ်ဘူးဝယ်ရင်စိုက်ကအကင်ဆယ်ကင်ပေါ့။ဒါပြီးမင်းတို့အမီးနေနဲ့အကင်ဆယ်ကင်လက်ဆောင်ပေါ့။အဲတော့အကယ်၍ဆိုင်တော့မှာဆွေးရမယ်ဆိုရင်တော့မင်းတို့ဆိုင်မှာလာပြီးတော့အားပေးလို့ရတယ်နော်။ဆိုင်ဒီလိုရှင်းနေလေနည်းနည်းပြင်လာပြီ။ချက်ကြည့်အောင်လို့ဆိုင်ကရမယ်အရင်ပေါ်ရင်းလေးပေါ့မင်းအကြံပေးချင်တာကြွေးပြရတာတောက်အောင်ဆိုတော့ဒါလျံဖြင်ပေါ့နော်ဒါဒီစေးပေါင်းထားလျံဖြင်လည်းကောင်းတယ်ဒီတုတ်ထားတဲ့ဟာလည်းကောင်းတယ်ဒီအမေပစိုးချမ်းမောက်ချိုက်လည်းကောင်းတယ်အမေတို့ဆိုင်မှာအများဆုံးကမာလာပဲသွားတာပေါ့နော်ဒီဟင်းပွဲတွေလည်းရတယ်1000ခွဲတွေပဲဒီဟင်းပွဲတွေဆိုရင်တော့ဒီအသားဟင်းနေဆိုရင်1000ခွဲတွေပဲသမီးကြော်တွေဆိုရင်လည်း1000ခွဲတွေပဲမာလာချန်ကောဆိုရင်အကြံပြုတ်ချင်တယ်မာလာချန်ကောလည်းစားကောင်းတယ်ဟမ်ဘဂါလည်းကောင်းတယ်မင်းကိုယ်တိုင်လှုပ်ပေးမယ်နောင်နေလာဆိုင်ပြောလိုက်ကျေးဇူးအများကြီးတင်ပါတယ်ဒါရောက်အပေးရင်တော့မင်းကိုလည်းဖက်အောင်တော့ပြီးရမင်းဆိုင်မှာလာရောက်အပေးရင်တသိန်းထက်အပေးလိုက်ရင်ပေါ့နော်တမ်းမှာဆက်ပြန်ရှော့ပေးမယ်အဆင်ပြေမလားပြရဆက်ဘူးဝယ်လဲအကင်ဆယ်ကင်ပေးမယ်ပြီးရင်လဲတသိန်းကျော်သွားရင်တမ်းမှာဆက်ပြန်ပြီးတော့ရှော့ပေးမယ်အဲ့လောက်ကောင်းတဲ့ဆိုင်ရှာကြည့်လိုက်မင်းဆိုင်မှာပဲရှိတယ်